Hi guys အားလုံးမင်္ဂလာပါကျွန်တော်အခုကဒီပကံကိုရောက်နေရပဲဖြစ်ပါတယ်ဗျအခုကျွန်တော်တို့တဲတဲ့ဟိုတယ်ကတော့ဒီအကုန်လုံးတည်ပြီးသားဖြစ်တဲ့ဒီတရပါတကားပေါ့နော်အဲ့ဒီတကားရဲ့ဘေဂျင်းကရဲ့တရပါဟိုတယ်မှာတဲတာပဲဖြစ်ပါတယ်ဒီဟိုတယ်ရဲ့ဒီ location ပုံစံလေးတွေကိုကျွန်တော်တော်တော်သဘောကျတယ်ဗျအဲ့ဒါကြောင့်မို့ဒီပကံရောက်တိုင်းဒီတရမဟုတ်တရမှာတော့ဒီတရပါမှာကျွန်တော်တဲဖြစ်ပါတယ်ဒီဘက်မှာကကြတော့အလိုမျိုးဟိုပူဆိုင်ရှိရပေါ့နော်ပြီးသွားရင်မနက်ပိုင်း breakfast တွေပါတွေဆိုရင်လည်းဒီမှာ AC လေးစားလို့ရတယ်အခုအချိန်ကကြတော့နည်းနည်းလေးဟိုခီးသွားရသည်လည်းမဟုတ်တဲ့အတွက်လူလေးတော်တော်ရှင်းတယ်ဗျအခုလိုအချိန်ကတော့ဒီခီးသွားအချိန်လေးဆိုရင်တော့ပုံမှန်ဒီလိုဟိုတယ်ရဖို့ဆိုရင်ကြိုပြီးတော့အလို booking လုပ်ရတာတွေပါရှိပါတယ်ဒီဟိုတယ်ကကြတော့တော်တော်လေးကျယ်တယ်ဟိုဘက်ချမ်းနေမှာလည်းအခန်းကြီးရှိတယ်ပြီးရင်ဒီဘက်ချမ်းနေမှာလည်းအခန်းကြီးရှိရပေါ့နော်သူတို့ကြတော့ဒီဟိုတယ်ပုံစံတွေကဘန်ဂလိုလိုမျိုးပုံစံမျိုးလေးတွေတည်ရှိတာပဲဖြစ်ပါတယ်ဗျတော့မနက်ပိုင်းဆိုရင်လေဒီဟောပေါ့နော်ဒီတောအုပ်လေးတွေနဲ့အဲ့လိုမကြီးပင်တွေကြားထဲမှာအဲ့လိုအုပ်ဆိုင်ဆိုင်လေးဆိုတော့အဲ့လိုမျိုးနေထိုးတာတွေပါလေအဲ့လောက်မရှိဘူးအရင်မပူညပိုင်းဆိုရင်တော့မြင်တွေ့ရတဲ့ဒီဇိုင်းကတော့ဒီလိုမျိုးလေးပေါ့နော်နေသီးလေးတွေပတ်ပတ်လဲနဲ့တကယ်ဟိုအညာ bike လေးကိုအပြည့်လုပ်ပေးထားပဲဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်နဲ့အတူတူဒီဟိုတယ်ဝင်တစ်ချက်လိုက်ပြီးတော့ကြည့်ပေးပါဦးကျွန်တော်တို့အခုမြင်တွေ့ရတဲ့နေရာကြတော့ဒါမနက်ပိုင်း breakfast ကျွေးနေရပါတော့ဒီဘက်ချမ်းအထဲထဲမှာလည်းစားလို့ရတယ်ဒါမှမဟုတ်ဒီအပင်လေးတွေအောက်မှာစားခြင်းနဲ့ဆိုလည်းသူတို့စီစဉ်ပေးပါတယ်ဗျဒီဘက်ကတော့ swimming pool ကတော့အရန်အကျယ်ကြီးလည်းမဟုတ်ဘူးအရန်ကျင်းတဲ့တဲမှာလည်းမပါဘူးသူ့ဟာနဲ့သူကတော့တော်တော်အဆင်ပြေတယ်ရေတွေကလည်းသူတို့တန်ရှင်းရတော့အမြဲတမ်းလောက်တာကိုတွေ့ရတယ်ဗျဒါအခုညဘက်ရောက်သွားလို့ဒီရေကူးကန်မီးတွေကိုပိတ်လိုက်တာပေါ့နော်ဒီညနေလောက်ကနေစပြီးတော့သူတို့9နာရီ10နာရီလောက်ထိဟိုတော့ရေကူးကန်မီးတွေထုံးပေးထားတယ်ဗျဒီအရှိတက်တဲကတော့ reception ပဲဖြစ်ပါတယ်ဒီဟာတော့ကျွန်တော်တို့အရင်တုန်းကဆိုရင်တော့ဘားကောင်းတာလိုမျိုးပုံစံပေါ့နော်ဒါပေမဲ့အခုကတိတ်ပြီးတော့လူဒီ local လောက်ပဲလာတော့ဆိုတော့ဒီဘားကောင်းတာကိုသူတိတ်ထားတယ်ဆိုတော့ကျွန်တော်နဲ့တူတူဒီဘန်ဂလိုအခန်းဘက်တွေကိုတစ်ချက်သွားကြည့်လိုက်အောင်အခုမြင်တွေ့နေရတော့ကျွန်တော်တို့ဒီတဲတဲ့ဘန်ဂလိုတွေရဲ့ရှေ့ရှောက်လမ်းပေါ့နော်အဲ့ဒီရှေ့ကိုမြင်တွေ့နေရပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီမှာရမ်းကြိုက်တာတစ်ခုရှိတယ်အခုလိုမျိုးကာလအချိန်တွေမှာဟိုအပြင်တွေကိုမထွက်ချင်တော့ဘူးဆိုရင်ဒီမှာ kitchen က8နာရီခွဲ9နာရီလောက်ထိကို last order ကောက်ပေးတယ်ဗျကျွန်တော်အဲ့ဒီတစ်ခုကိုကျွန်တော်ကြိုက်ပါတယ်အခုမြင်တွေ့နေရတော့ဒီလိုမျိုးအခန်းလေးပေါ့နော်တော်တော်လေးကိုအဆင်ပြေပါတယ်ဗျအခုဆိုရင်ကျွန်တော်တို့ဒီမနက်ပိုင်းရောက်သွားပြီပေါ့နော်မနက်ပိုင်းကိုကျွန်တော်တို့ဒီတရပါဟိုတယ်ကနေပြီးတော့ကျွန်းသီရီရွာလေးကိုဆက်ပြီးတော့သွားမယ်အချိန်ပဲဖြစ်ပါတယ်ဗျဒီဟိုတယ်လေးကတော်တော်လေးနေလို့ကောင်းတယ်ပြီးတော့ဒီဘူးဖျားတို့ဘာလို့နဲ့လဲနီးတယ်ကျွန်တော်တို့ဒီရှေးအောင်ပြားလေးတို့နဲ့လည်းအရန်နီးပါတယ်ဗျဆိုတော့ဒီပကံကိုရောက်ရင်ဒီဟိုတယ်လေးကိုမတဲဘူးတဲ့လူတွေရှိခဲ့ရင်လာတဲကြည့်ဖို့လည်းကျွန်တော် recommend လုပ်ပေးလိုက်ပါတယ်ဆိုတော့ပကံချစ်သူတွေအားလုံးနောက် vlog တွေမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ကျွန်တော် vlog ကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ရှိပါတယ်ဗျဒီဟိုတယ်ကတော့တရပါဟိုတယ်ပဲဖြစ်ပါတယ်ဗျ